ဖုန်းတစ်လုံးကိုနေ့စဉ်ကင်တွယ်သုံးစွဲနေရတဲ့သူတယောက်အနေနဲ့လက်မနာပဲပေါ့ပေါ့ပါပါနဲ့ဘက်ထရီလဲအိမ်ပြန်ရောက်တဲ့အထိခံနိုင်ဖို့ဆိုတာတကယ်အရေးကြီးပါတယ် Vivo X300e ကရေပန်းစားနေတဲ့ orange ကိုတဲ့ဒီဇိုင်းနဲ့အတူ 6.59 inch size ကိုရွေးချယ်ပေးထားလို့နေ့စဉ်သွားလာရင်ရုပ်ရှင်တွေဗီဒီယိုတွေအကြာကြီးကြည့်တဲ့အခါလက်ညောင်းတာပိန်ပန်းတာမျိုးလုံးဝမဖြစ်စီပဲတက်တောင့်တက်တာကင်တွယ်လို့ရပါတယ်အပြင်ထွက်တဲ့အခါဘက်ထရီကုန်မှာဆိုလို့ power bank တွေထပ်တည်စရာမလိုအောင် 7200 mAh ဘက်ထရီကြီးကတနေ့ကုန်လုံလောက်စွာထောက်ပံ့ပေးနိုင်တာကလက်တွေ့ဘဝမှာအများကြီးအဆင်ပြေစေပါတယ်ခရီးသွားရင်ဖြောပြေပွဲတွေသွားရင်အမတ်တရပုံတွေရိုက်တဲ့အခါမှာလဲ50 megapixel ရှိတဲ့ Zeiss ရဲ့ telephoto lens နဲ့ကြောင့်အဝေးကပုံတွေကိုတောင်ရှင်းလင်းပြတ်သားစွာရိုက်ကူးနိုင်ပြီး photo ပညာကျွမ်းကျင်စရာမလိုပဲရုပ်ရှင်ဆန်းဆန်းအယောင်အသွေးလှလှလေးတွေရရှိစေပါတယ် gaming ဆော်တဲ့အခါမှာလဲ lag တာရက်တန့်သွားတာမျိုးမရှိပဲချောမွေ့မြန်ဆန်းစွာကစားနိုင်တာမို့လို့ဖြောပြေမှုနဲ့အလုပ်တာဝန်တွေကိုတပြိုင်နက်တည်းအပြည့်အဝဖြည့်ရှင်းပေးနိုင်ပါတယ်အခုလို product အသစ် launch ချိန်မှာအမတ်တရ gift တွေနဲ့ cashback အစီအစဉ်တွေပါထည့်သွင်းပေးထားတာကြောင့်ကိုယ်ပိုင်ဖုန်းအဟောင်းကို upgrade လုပ်ချင်တဲ့သူတွေအတွက်လက်လွတ်မခံသင့်တဲ့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်ကဲဒီလိုမျိုးကိုယ်ပိုင်ဘဝနဲ့နေ့စဉ်တုံ့ဆွဲမှုမှာတကယ်အသုံးဝင်မဲ့အချက်တွေကဘယ်အချက်ကသင့်အတွက်အဓိကဆွဲဆောင်မှုဖြစ်စီလဲဆိုတာပြောပြပေးပါဦး